စံရည်မှုကိုတိန်းတစ်ထောင်လက်စွပ်ပေးတဲ့အပေါ်အယောင်မပါပဲသူတို့ကြားကဆက်ဆံရေးကိုချပြလာတဲ့တတိမှာပြီးခဲ့တဲ့ရက်ကစံရည်မှုဝင်နေမှာတတိမကြီးတဦးကဇက်ကားနေတဲ့အချိန်စင်မော်တက်ပြီးတော့တိန်းတစ်ထောင်နံဗရန်များလက်စွပ်ကိုဆုချခဲ့တာပါမွေးနေ့လက်ဆောင်အဖြစ်ပေးတာဖြစ်ပြီးတော့သူကိုယ်တိုင်ဝတ်ပေးခဲ့တာဖြစ်ပါတယ်တတိမကြီးကလည်းကြော်ရှင်းလှပတဲ့အပြင်မှုံနေအောင်ပြင်ဆင်ထားတဲ့ပုံစံဖြစ်တာမို့လို့ဒီလိုပေးတဲ့အပေါ်မှာလူတွေကအယောင်တွေစတင်ပြီးတော့တတ်မှတ်လာကြတာဖြစ်ပါတယ်စပွန်ဆာမမကြီးနဲ့မင်းသားလေးဆိုတဲ့ခေါင်းစဉ်တွေကိုလည်းလူတွေကဝိုင်းဝန်းတက်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လက်ဆောင်ပေးခဲ့တဲ့တတိမကြီးကပွဲပြီးတာနဲ့သူနဲ့စမ်းရီမိုးကြားကဆက်ဆံရေးကိုချပြလာခဲ့တာပါ။စမ်းရီမိုးကိုမောင်လေးတယောက်လိုသာသဘောထားတာဖြစ်ပြီးတော့အောင်မြင်စေခြင်းလို့တတ်နိုင်သလောက်ပံ့ပိုးပေးတာဆိုပြီးတော့ရှင်းပြလာခဲ့ပါတယ်။ပရိသတ်ကြီးတို့ကရောစမ်းရီမိုးအပေါ်မှာမောင်လေးလိုသဘောထားတဲ့တတိမကြီးမတ်တင်ကြီးအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ခင်ဗျာ။ကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။